ဒါမှမဟုတ်ဆောင်းနေတယ်ဒီလိုဖြစ်ခဲ့ပါဘူးဆောင်းနေဖြစ်တာအဲ့ဒါလည်းဆိုတော့ခုနကဆောင်းနေနေစပါးဆက်လို့ဒီလိုနေရဆိုတော့ဟုတ်တယ်နဲ့အလုံးနဲ့စိတ်နဲ့ဒီလိုပေါ့အဲ့ဒါလည်းတော့မဆက်ပါဘူးFacebook တွေမှာ escape တွေတင်ပါတယ်ဒီ page ကိုတော့တမန်တိုင်းလို့စတယ်ဒီစီအမှန်တို့တဲ့ဒီလိုလည်းမဆိုပြီးတော့တလားလောက်ဖြစ်တယ်ဒီစီကံပေါ်တောင်းလောက်ရှိတဲ့အထုပ်လေးပဲစောက်ပြီးတယ်အဲ့ဒီအထုပ်ကိုပို့ပြီးကြောင်းဒီဆိုရင်ဒီစီအတဲ့လေးကိုပို့ပြီးကြောင်းအကြောင်းကြောင့်ပြီးတော့ဓာတ်ပုံရပြီးတော့လေပြီးကြော်ညာလုပ်တယ် customer တွေရန်ကုန်မြို့ရတယ်ထုတ်လေးတွေများပါတယ်ပေါ့ဘယ်လောက်ကြီးများတော့လဲဆိုတော့ကျွန်တော်ဒီနေ့ကိုခေါ်ပြီးလုပ်လို့ကျွန်တော်ရဲ့ Facebook page ကိုမှရှိတော့မှဝင်ရောက်သိရှိရတယ်အဲဒါကြောင့် customer တွေရဲ့အယုံကြည်မှုရယူဖို့အပိုင်းမှာခက်ခဲပါတယ် online မှာစာသင်ဖို့ကြော်ညာထားပြီးမြဲစာပိုင်းမှာလိမ်နေမရှိတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒီအခြေအနေကိုလက်ကမ်းလို့ကျွန်တော်ကြိုတင်ပြင်ဆင်ထားပါတယ်။ဒါရင်တော့အပြင်မဲ့လို့လည်းပြောနေပါတယ်။ဟို link မှာလာဆိုတဲ့ဆွေးစိတ်ကိုဖြောက်ထားပြပါ။တော့ကျွန်တော်အဆင်ပြေဆိုဒီနန်းကြီးကိုကောင်းမှဖြစ်ပါတယ်။နားမလဲဘူးဆိုရင်ပုံမှန်နဲ့ပြောပြီးတော့ဒီနန်းကြီးကိုပြန်လေထုတ်နိုင်ဖြစ်ပါတယ်။အုံးကြီးဘလော့တာတွေမလုပ်ဖို့တော့တောင်းဆိုချင်ပါတယ်။အပြုံးနဲ့ရှေ့ဆက်ပြီးညှော်လဲပါတယ်။ကျွန်တော်ရဲ့ online class သင်တာကိုရုံကြည့်နေတက်ရောက်နေပြီးတော့တော့ပါပဲအားလုံးပဲအားရပြောရှင်တို့နေရာလေးကိုဆက်လက်ကြပါစေအားလုံးပဲတက်တာပါအောင်ပြီးပါပြန်ပြီးတော့ကြပါမယ်跟着马也迷